အားလုံးပဲမင်္ဂလာပါမင်္ဂလာစကားလူငယ်ဘွားအစီအစဉ်မှာပေါ်ရဟမီကြီးပရက်စီရဲ့လက်တွေ့ရှင်သက်ယုံကြည်မှဆိုတဲ့ကောင်းစီနဲ့မင်္ဂလာစကားကိုမိတ်ဆွေတွေနဲ့ဝေမျှပေးချင်ပါတယ် ယုံကြည်ခြင်းဆိုတာဟာအတိတ်ကအမှတ်တရတွေကိုတိတ်ထားတဲ့အယ်ဘတ်တစ်ခုမဟုတ်သလိုတကယ်ယေရှုခေတ်ကုန်သွားတာလည်းမဟုတ်ပါဘူးသူဟာယခုဒီနေရာမှာအသက်ရှင်တည်ရှိနေပါတယ်။ယေရှုဟာနေ့စဉ်နေ့တိုင်းတင်ကြုံတွေ့နေရတဲ့အခြေအနေတိုင်းတင်ရင်ဆိုင်နေရတဲ့ဒုက္ခအခက်အခဲနောက်ဆက်တွေတိုင်းတည့်ရဲ့အနှဲဆိုင်ဆုံးညာလစ်ချက်နဲ့အိမ်မက်တွေမှာတင်းနဲ့အတူအမြဲ၆လနေပါတယ်လို့ပေါ်ရမီကြီးပရက်စီကမိတ်ကြားထားပါတယ်။အရာရာကိုယုံကြည်ခြင်းမျက်စိနဲ့သာကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရရှိနေတဲ့နေရာတိုင်းအချိန်တိုင်းမှာဓာတ်ခေရဲ့အမြဲတမ်းရရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒါကို Finding God in all things အရာအလုံးမှာဖျားသခင်ကိုရှာဖွေခြင်းယုံကြည်ခြင်းတတိတရားဖြစ်ရှင်တာခြင်းလို့ခေါ်ပါတယ်။ဒီနေ့အဖြစ်ဆင်းရဲဒုက္ခနဲ့အနောက်ရှက်တွေရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာဆိုရင်ဖျားသခင်ဟာကျွန်တော်တို့နဲ့ပုံမနီးကစွာအမြဲတမ်းလက်ပြဥဆောင်နေပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့အပြည့်တွေအတွက်ဒုက္ခကံတိုင်ကိုထမ်းပြီးသူအသက်ကိုပင်ပေးဆက်ချစ်ပြတ်ခဲ့ပြီးတည်ခြင်းကိုအောင်မြင်ခဲ့တဲ့ခရစ်တော်ကိုအမြဲယုံကြည်အားကိုးကကျွန်တော်ရဲ့အနက်ရှာဆုံးမျှော်လင့်ချက်နဲ့အိမ်မက်တွေကိုရန်သခင်နဲ့အတူရှောက်လာအကောင့်ထဲပေါ်ကြပါစို့ဤစောက်ပါကိုဗရန်ထားဟာ SJ မှာရေးသားသုံးသပ်ထားပါတယ်ကျွန်မကတော့စဖြစ်ခြင်းအသေးကိုင်းမှာ Sister Rosa ဖြစ်ပါတယ်ငါစီသူမိတ်ဆွေအားလုံးဖျားရှင်အစဉ်အမြဲကောင်းချီးပေးပါစေရှင်DG for the greatest glory.